ပွဲဥထွဲဖြစ်မြန်မာနဲ့ထိုင်းကမ္ဘောဒီးယားနဲ့ဘရူနိုင်းတို့ရှင်ပြိုင်ကစားခဲ့ကြပါတယ်အားကစားဝန်သားချင်းဒီပါပြီခင်ဗျာဒီနေ့ရှင်ပြိုင်ကစားမယ်မြန်မာအသင်းကအားကစားသမားများကိုကျွန်တော်တင်မိအစီရင်ခံရမယ်ဆိုရင်တော့ကိုနံပါတ်18ကျမောင်သိန်းဖြစ်ပါတယ်အဲဒီနောက်နံပါတ်4စောပါမြင့်နံပါတ်5တန်းဝေနံပါတ်8ကျမောင်ထွန်းနံပါတ်9မျိုးလာနံပါတ်7စန်းဦးနံပါတ်14စောမြသွေးနံပါတ်16ကိုနံပါတ်19အောင်ခိုင်နံပါတ်19ကျော်မင်းဦးနဲ့နံပါတ်20မင်းစောဦးတို့ဖြစ်ပါတယ်အရန်ပုံသမားများကတော့နံပါတ်1အောင်ကျော်ကျော်နံပါတ်2တက်ခိုင်များကိုကျွန်တော်အစီရင်ခံရမယ်ဆိုရင်တော့ကိုနံပါတ်22ပါကာဖြစ်ပါတယ်အဲဒီနောက်နံပါတ်4ဂျာနံပါတ်6ဇင်နင်နံပါတ်9မုစတာဖာနံပါတ်10ဂျိုမင်နံပါတ်9ကရင်နံပါတ်10ဂါလာဝတ်တောင်ဘက်6ကြီးကနေရာယူကစားရမှာဖြစ်ပြီးဘရူနိုင်းတင်းကမြောက်ဘက်6ကြီးကနေရာယူကစားရမှာဖြစ်ပါတယ်ဘရူနိုင်းတင်းကအင်ဂျီအပြာဘောင်းမီအပြာချေးအဝါတို့ကိုဝတ်ဆင်ထားတာဖြစ်ပါတယ်အခုဆိုရင်စာပေးဘောလုံးကိုမြန်မာအသင်းကစာပေးရမယ်ခင်ဗျမြန်မာအသင်းကကျွန်တော်တို့နံပါတ်19ကျော်မင်းဦးနဲ့နံပါတ်19အောင်ခိုင်ဘောလုံးကိုတည်ထားပြီးတော့စာပေးဘောပေးပါပဲခင်ဗျဟိုကွင်းလေတိုင်ကြီးကမင်းနေပါပြီခင်ဗျအသင်းဖြစ်မဖြစ်စီးကြတိုင်များဘောလုံးသမားများကိုမေးပြီးအခုဆိုစပါပြီခင်ဗျနောက်ကိုပြန်ပေးတယ်ခင်ဗျမြန်မာကမျိုးလိုင်ဝင်းကနေပြီးတော့အခုမင်းစောဦးကနေပြီးတော့နောက်ကိုပြန်ပေးထားတယ်ခင်ဗျမြန်မာကစောပါမြင့်ကနေပြီးတော့တန်းဝေကိုပေးထားတယ်ခင်ဗျတန်းဝေရှေ့ကိုတင်ထားတယ်ဒါပေမဲ့ဘရူနိုင်းခေါင်းဦးတယ်ခင်ဗျပြန်ဖြတ်ပြီးတော့အခုဘရူနိုင်းပြန်တားတယ်ပြန်ရတယ်ခင်ဗျဒါပေမဲ့မြန်မာကလိုက်ဖြတ်တာအောင်ခိုင်လိုက်ဖြတ်တာမှာဘေးရဘောဖြစ်တယ်ခင်ဗျဘရူနိုင်းအသင်းကဘေးရဘောမြောက်ထားတယ်ခင်ဗျဘရူနိုင်းရှေ့ကိုတင်ထားပြီးတယ်မြန်မာပြန်ယူသွားပြီခင်ဗျမြန်မာပြန်ရသွားပြီခင်ဗျမြန်မာကိုနိုင်ပါခင်ဗျကိုနိုင်ကနေပြီးတော့နောက်ကတက်လာတဲ့ကြောက်ကိုပေးထားတယ်ခင်ဗျအခုမြန်မာတန်းဝေရတယ်ခင်ဗျမြန်မာတန်းဝေတန်းဝေရတယ်မြတ်ချီအောင်ပြပြီးတော့တန်းဝေအလဲကိုပြန်ချပြရတယ်မြတ်ညီမပြန်တားတယ်ကျမောင်ထုတ်လိုက်ချက်နောက်ပြေးကတယ်နောက်ခံလို့ထိတယ်လဲထွက်လာတယ်မြတ်ဟိုညီမ
ပြီးတော့တမောင်ထုံးကနေပြီးတော့ဟိုနံပါတ်4စောပါမြင့်ကနေပြီးတော့နောက်တစ်ယောက်ကိုပေးရတယ်မြတ်ဟိုနံပါတ်19ကျော်မင်းဦးစီးယူတယ်မြတ်ကျော်မင်းဦးတမောင်ထုံးပေးရတယ်မြတ်တမောင်ထုံးကနေပြီးတော့မင်းစောဦးကနေနောက်ကိုပြန်ပေးတယ်မြတ်နံပါတ်ကျွန်တော်တို့7နှစ်စန်းဦးကနေမင်းစောဦးပြန်ပေးရတယ်မြတ်ဟိုစန်းဦးပြန်ရတယ်မြတ်စန်းဦးရှိကိုတင်ထားပေးတယ်ဒါပေမဲ့တင်တဲ့အခါမှာဘောလုံးကများသွားပြီးတော့ဘေးတော်ပေါ်ဖြစ်ပါတယ်မြတ်ဘရိုနိုင်းတင်းကညှော့အောင်မယ်မြတ်ဘရိုနိုင်းတင်းကနံပါတ်73 Smith မမြောက်ဘူးမြတ်သူကပစ်ပေးလိုက်တယ်မြတ်ဘရိုနိုင်းကနံပါတ်4မြောက်ထားပြီးတယ်မြတ်ဒါမစ်ကနေပြီးတော့နံပါတ်9မူစတာဖာရှိကိုတင်ထားတယ်မြတ်ဒါပေမဲ့မြန်မာကစောပါမြင့်နဲ့တွေ့နေတယ်မြတ်ဘရိုနိုင်းရှီတန်းနဲ့စောပါမြင့်နဲ့တွေ့နေတယ်မြတ်တင်ပေးတယ်ပဲမြန်မာပြန်တားပြီးစောမြတ်တွေပြန်တားပြီးတော့ဖြတ်ထားပြီးတော့ပြန်ပေးထားတယ်မြတ်ဦးမြန်မာအမင်းစောဦးမနာလန်းကန်တင်ပေးထားတယ်မြတ်မြန်မာမျိုးလိုက်ဝင်ပြန်ဆေးယူတယ်ရတယ်နောက်မှဘောလုံးကိုထားပေးခဲ့တယ်မြတ်ဦးမြန်မာကိုနိုင်ရှိကိုမနာလန်းတင်ထားပေးတယ်ဒါပေမဲ့ဘရိုနိုင်းကျွန်တော်တို့ဂိုးသမားဘာကာစီရောက်သွားပါတယ်မြတ်ဦးဘာကာလက်နဲ့မြောက်ထားပေးတယ်မြတ်ဂိုးသမားကိုပြန်ပေးတယ်မြတ်ဂိုးသမားနေပြီးတော့နောက်ထပ်ပြန်ပေးထားတယ်မြတ်ဘရိုနိုင်းကနံပါတ်8တူမင်းရတယ်မြတ်တူမင်းကနေပြီးတော့ရှေ့ကိုတင်ထားပေးတယ်ဘရိုနိုင်းလိုက်နေတယ်မြတ်မြန်မာလိုက်ဖြတ်တန်းဝေးတားတယ်မြန်မာကိုနိုင်လိုက်ယူတယ်မြတ်စောမြသွေးပါမြတ်စောမြသွေးနဲ့တန်းဝေးရနေပြီးတော့ရှေ့ကိုအတင်မှာဘောလုံးကဘေးတဲ့ဘောဖြစ်သွားပါတယ်ခင်ဗျာဘရိုနိုင်းတင်းကဘေးတဲ့ဘောနံပါတ်14မြောက်မယ်မြတ်မိုမစ်အခုဘေးတဲ့ဘောမြန်မာမြောက်ရမယ်မြတ်မြန်မာတန်းဝေးမြောက်ထားပြီးတယ်မြတ်တမောင်ထုံးကနေပြီးတော့တန်းဝေကိုပြန်ပေးထားတယ်မြတ်တန်းဝေရှိကိုတင်ထားပေးတယ်ဘရိုနိုင်းနောက်ခံလူမနာရန်ပြန်ဖြတ်ထားတယ်မြတ်ဟိုမြန်မာစောပါမြင့်ခေါင်းတိုက်ပြီးတော့စောမြသွေးကိုပေးထားတယ်မြတ်စောမြသွေးကနေပြီးတော့အခုဆိုကိုနိုင်ကနေပြီးတော့ရှေ့ကိုမနာရန်တင်ထားတယ်မြတ်တားတယ်ရတယ်မြတ်အောက်ခိုင်မဲ့အသားလေးထိုးပေးထားတယ်မျိုးလိုက်ဝင်းကိုပေးထားတယ်မြတ်မျိုးလိုက်ဝင်းနောက်ကိုပြန်ပေးတယ်မြတ်အသားလေးမျိုးကြီးထိုးလိုက်မင်းစုံလိုက်တယ်မြတ်မင်းစုံလိုက်ထိုးပါပြီခင်ဗျမင်းစုံအပေးမှာအောင်ဆိုင်ပိတ်လိုက်တာမှာရိုနိုင်းကိုသမားဘာကာဘလို့မှမတတ်နိုင်မင်းနဲ့ညီမအသင်းကဝေစုံကိုစတင်ရရှိသွားပြီဖြစ်ပါတယ်ခင်ဗျာအောင်ခိုင်နံပါတ်19ကန်သွင်းလိုက်တာပါခင်ဗျတော်တော်ကဂိုးသွင်းတဲ့အနေထားပါခင်ဗျမင်းစုံကနေအခုလိုချပေးမှာအောင်ခိုင်ကနေပြီးတော့ပိတ်လိုက်တာမှာအခုချိန်မှာညီမအသင်းကဝေစုံပထမကိုစတင်ရရှိသွားပါပြီခင်ဗျာမမိတမီမှာအောင်ခိုင်ချိုးစားပန်းစားပိတ်လိုက်တဲ့အနေထားပါခင်ဗျအခုချိန်မှာမြန်မာတကူဘရိုနိုင်းကဂိုးမရသေးပါဘူးခင်ဗျဘရိုနိုင်းကနံပါတ်14မိုမင်ကနေပြီးတော့ရှေ့ကိုတင်ထားတယ်ဘရိုနိုင်းနံပါတ်10ဂါလာဝတ်အယူမှာဘောလုံးကပြက်ပြီးတော့ဘေးထွက်ပေါ်ဖြစ်တယ်ခင်ဗျဘေးထွက်ပေါ်အခုဘရိုနိုင်းကမိုမင်ရတယ်မြမိုမင်နောက်ကိုပြန်ပြီးမြန်မာပြန်ဖြတ်ထားတယ်မြတမောင်တို့ဖြတ်ထားပြီးတော့ရှေ့ကိုပေးထားတယ်မြမျိုးလိုက်ဝင်းရတယ်မြမျိုးလိုက်ဝင်းရနေပြီးတော့အခုနံပါတ်7ကိုပေးတယ်ခင်ဗျစန်းဦးပါခင်ဗျစန်းဦးကနေရှေ့ကိုချတယ်မြန်မာပြန်တားတယ်ပြန်ရတယ်အသားလေးရှေ့ကိုမျိုးထိုးပေးတယ်ခင်ဗျအောက်ခိုင်းယူမယ်လို့မှဘရိုနိုင်းကပြန်ဖြတ်တယ်ခင်ဗျဘောလုံးကပြန်ဆန်ထွက်လာလိုက်ဆယ်တယ်မင်းစောဦးလိုက်ဆယ်တယ်ခင်ဗျဘရိုနိုင်းကနံပါတ်9ရတယ်ခင်ဗျမူစတာဖာကနေနောက်ကိုပြန်ပေးတယ်ခင်ဗျနံပါတ်4ဒါမစ်ကိုပြန်ပေးတယ်ခင်ဗျဒါမစ်ကနေပြီးတော့ရှေ့ကိုတင်ထားတယ်ခင်ဗျဘရိုနိုင်းဒါပြန်ပြက်ပြီးတော့အခုစန်းဦးရတယ်မြစန်းဦးကနေပြီးတော့ပေးရတယ်မြအလဲလူပေးတယ်မြအခုဆိုရင်ကိုနိုင်ရတယ်မြကိုနိုင်ကနေပြီးတော့တန်းဝေကိုပေးရတယ်မြတန်းဝေရနေပြီးတော့ရှေ့ကိုမနာတင်ထားပေးတယ်မြလိုက်နေပါပြီမြနောက်ခံလူဖြတ်ထားတယ်ခေါင်းခုတ်တိုက်မယ်လို့အောက်ခိုင်းမြန်မာကျော်မင်းဦးရတယ်မြကျော်မင်းဦးရတယ်နောက်တစ်စိတ်ထပ်ပေးတယ်ဘရိုနိုင်းတီမနာဖြတ်ထုတ်နေတယ်ခင်ဗျာမြဟိုပြန်လိုက်စေတယ်တန်းဝေရတယ်မြတန်းဝေဟိုတန်းဝေစီဘောလုံးကပြန်ရောက်လာတယ်မြတန်းဝေရနေပြီးတော့နောက်ကရှိနေတဲ့စောပါမြင့်ကိုပေးရတယ်မြစောပါမြင့်ရနေပြီးတော့ရှေ့ကိုတင်တယ်ဒါပေမဲ့ဘရိုနိုင်းကနံပါတ်4ဒါမစ်ပြန်ယူထားတယ်မြ
ဒါမေကနေပြီးတော့ရှေ့ကိုတင်ထားပြီးတယ်ဗျနံပါတ်15လိုက်နေတယ်ဗျနံပါတ်15အဗ္ဒူလာရှေ့ကိုတင်ထားပြီးတယ်တင်မောင်သိန်းမိပါတယ်ဗျဟိုဘောလုံးကတန်းဝေစီရောက်တယ်ဗျတန်းဝေရနေပြီးတော့အလေတင်မောင်ထွန်းအလေလူတင်မောင်ထွန်းကနေပြီးတော့ဦးဆန်းကနေပြီးတော့တင်မောင်ထွန်းကိုပြန်ပေးထားတယ်ဗျတင်မောင်ထွန်းကနေပြီးတော့နောက်ကတက်လာတဲ့စောမြသွေးရတယ်ဗျစောမြသွေးကနေပြီးတော့ရှေ့ကိုချထားပြီးတယ်ဗျတန်းဝေကိုချပေးမှာဘရူနိုင်းအသင်းကမိုမင်ဖြတ်ထုတ်တာမှာပြီးတဲ့ဘောဖြစ်ပါတယ်ခင်ဗျဟိုပြီးတဲ့ဘောမြောက်ထားတယ်မြန်မာနောက်ကိုပြန်ပေးထားတယ်ဗျစောမြသွေးတင်ထားပြီဗျမင်းတို့ကောင်းခုန်တိုက်တယ်ရှန်ကြတယ်ဘောလုံးကများသွားပြီးတော့အခုဆိုရင်ဘရူနိုင်းအသင်းကပြီးတဲ့ဘောမြောက်အောင်မယ်ခင်ဗျဘရူနိုင်းကနောက်ခံလူကိုပြန်ပေးထားတယ်ခင်ဗျဖူကနေပြီးတော့နောက်တစ်ယောက်ပေးထားတယ်ခင်ဗျနံပါတ်73ပါခင်ဗျစမစ်ကနေပြီးတော့ရှေ့ကိုတင်းနေညီမအတင်းလိုက်ဖြတ်တယ်ခင်ဗျနောက်ကိုပြန်ပေးတယ်အဲ့တော့နံပါတ်73ပဲပြန်ရတယ်ခင်ဗျစမစ်ပဲပြန်ရတယ်ခင်ဗျစမစ်ကနေပြီးတော့နံပါတ်8ကိုပေးထားတယ်ခင်ဗျနံပါတ်8တူမင်းကနေပြီးတော့ရှေ့ကိုချတယ်ညီမပြန်တားပြီးယူတယ်ခင်ဗျရတယ်စောပါမြတားပြီးတော့ရှေ့ကိုတင်ထားပြီးတယ်ခင်ဗျဘရူနိုင်းကပြန်ယူထားတယ်ခင်ဗျအောင်ခိုင်လိုက်နေတယ်ခင်ဗျဘရူနိုင်းကနံပါတ်6ဇင်နင်ခင်ဗျဇင်နင်ကနေပြီးတော့အခုအလဲလူနံပါတ်9မူစတာဖာပေးတယ်ခင်ဗျမြန်မာပြန်ဖြတ်တယ်ခင်ဗျလိုက်ဘရူနိုင်းကနံပါတ်9ယူသွားတယ်ခင်ဗျဒါပေမဲ့ဘောလုံးကမင်းစောဦးပြန်လိုက်ယူထားတယ်ခင်ဗျမင်းစောဦးရတယ်ခင်ဗျမင်းစောဦးနဲ့ဘရူနိုင်းကနံပါတ်9ခရင်နဲ့တွေ့နေတယ်ခင်ဗျအခုပြီးတော့မင်းစောဦးမြောက်ထားပြီးတယ်ခင်ဗျမင်းစောဦးကနေပြီးတော့စောပန်းမြင့်ကိုပေးထားတယ်ခင်ဗျစောပန်းမြင့်ကနေပြီးတော့အလဲလူကိုပေးတယ်ခင်ဗျတင်မောင်ထွန်းကနောက်ကရှိနေစန်းဦးကိုပေးတယ်ခင်ဗျစန်းဦးကနေပြီးတော့ရှေ့ကိုတင်ထားပြီးတယ်ကျော်မင်းဦးခေါင်းခုန်တိုက်တယ်ရှန်ကြတယ်ခင်ဗျတစ်ဖက်ကဘရူနိုင်းကဥတယ်ခင်ဗျဥနံပါတ်15ရတယ်ခင်ဗျနံပါတ်15အဗ္ဒူလာကနေပြီးတော့ရှေ့ကိုချပြီးအခုနံပါတ်9ရတယ်ခင်ဗျနံပါတ်9သူကနံပါတ်4ဒါမစ်ကိုပေးတယ်ခင်ဗျဒါမစ်ကနေပြီးတော့အလဲကိုချပြီးတယ်နံပါတ်15စီရောက်တယ်ခင်ဗျအဗ္ဒူလာကနေပြီးတော့နောက်ကတက်လာတဲ့နံပါတ်8ကိုပေးလိုက်ခင်ဗျတူမစ်ရှေ့ကိုချထားပြီးတယ်ဘရူနိုင်းကလိုက်နေတယ်ဗျလိုက်နေတယ်ကန်နေဒါပေမဲ့ဘိုးသမားတင်မောင်သိန်းမိပါတယ်ခင်ဗျာဟိုစောပါမြင့်ကိုပေးရတယ်ခင်ဗျစောပါမြင့်ကနေပြီးတော့စောမြသွေးကနေပြီးတော့တင်မောင်ထွန်းခင်ဗျတင်မောင်ထွန်းကနေပြီးတော့စောမြသွေးအခုစန်းဦးခင်ဗျစန်းဦးကနောက်ကိုပြန်ပေးထားတယ်ခင်ဗျစောပါမြင့်နဲ့တန်းဝေခေါင်းတိုက်ပြီးတော့ပြန်ပေးတယ်ခင်ဗျစောမြသွေးကနေပြီးတော့တင်မောင်ထွန်းကနေအခုစောမြသွေးပြန်လိုက်ယူထားတယ်ခင်ဗျစောမြသွေးကနေပြီးတော့အခုဆိုရင်စန်းဦးကိုပေးထားတယ်ခင်ဗျစန်းဦးရှိကိုတင်ထားပေးတယ်ပြေးနေပြီခင်ဗျခေါင်းတိုက်ပြီးတော့ဂိုးသမားစီပြန်ချပေးထားတယ်ခင်ဗျဘရူနိုင်းနောက်ခံလူခေါင်းတိုက်ပြီးတော့ဂိုးသမားကိုပြန်ပေးထားတယ်ခင်ဗျဂိုးသမားဘာကာတဲ့နဲ့မြောက်ပြီးတော့နံပါတ်8တူမင်းကိုပေးတယ်ခင်ဗျတူမင်းကနေပြီးတော့နောက်ကိုပြန်ပေးထားတယ်ခင်ဗျနောက်ခံလူကနေပြီးတော့ရှေ့ကိုတင်ထားပေးတယ်မြန်မာခေါင်းဥတယ်ခင်ဗျခုံတိုက်ထားတယ်ခင်ဗျမြန်မာအလဲလိုက်ဆယ်တယ်ဘောလုံးကရှန်ထွက်တယ်အခုဘရူနိုင်းကနံပါတ်9ရတယ်ခင်ဗျမူစတာဖာကနေပြီးတော့နံပါတ်4ကိုပေးတယ်ခင်ဗျဒါမစ်ကနေပြီးတော့နောက်ကိုပြန်ပေးထားတယ်ခင်ဗျဘရူနိုင်းကနံပါတ်73စမစ်ရှေ့ကိုတင်ထားတယ်မြန်မာအပါပြန်တားပြီးယူထားတယ်ခင်ဗျအခုစန်းဦးရတယ်ခင်ဗျစန်းဦးကနေပြီးတော့အလဲလူကိုပေးထားတယ်ခင်ဗျအခုမျိုးလိုင်ဝင်းလှည့်ထွက်တယ်ရတယ်ခင်ဗျမျိုးလိုင်ဝင်းရှေ့ကိုတင်ထားပြီခင်ဗျအောင်ခိုင်ပါခင်ဗျအောင်ခိုင်မဲခင်ဗျအောင်ခိုင်ကနေပြီးတော့ရှေ့ကိုတင်ထားပြီတားတယ်ရတယ်ခင်ဗျတားပြီဂိုးရပြီခင်ဗျမျိုးလိုင်ဝင်းပါခင်ဗျာမြန်မာအသင်းရဲ့ဒုတိယဂိုးပါခင်ဗျကျွန်တော်တို့မျိုးလိုင်ဝင်းကနေပြီးတော့ဘရူနိုင်းအသင်းနောက်ခံလူကိုစောစောကကျွန်တော်တို့ဂိုးသွင်းသွားတဲ့အနေအထားကိုပြန်ပြလာပါခင်ဗျလက်ပတ်ယူလာပြီးတော့အခုလိုတားပြီးတော့ထွက်ပြီးတော့
ပိုင်နေကန်သွင်းလိုက်တာမှာဘိုးသမားဘာကာဘလို့မှမတတ်နိုင်ပါဘူးခင်ဗျမျိုးလိုက်ဝင်းဟာစင်ကာပူနဲ့ပွဲကျင်တုန်းကလည်းမြန်မာအသင်းအတွက်နှစ်ဂိုးသွင်းထားပေးပါတယ်ခင်ဗျအခုသူ့အတွက်တတိယမြောက်ဂိုးပါခင်ဗျအခုချိန်မှာမြန်မာကနှစ်ဂိုးဘရူနိုင်းကတော့ဂိုးမရသေးပါဘူးခင်ဗျUbieremosကိုလုံးပေါ်ဖြစ်သွားပါတယ်ခင်ဗျာရိုနိုင်းတင်းကနံပါတ်30ဂါလာဝတ်ပါခင်ဗျာခေါင်းတိုက်ပြီးထိုးပေါက်ဖို့ကြိုးစားတယ်ခင်ဗျာကိုလုံးပေါ်ဖြစ်သွားပါတယ်ခင်ဗျာဟိုစောမြသွေးကနေပြီးတော့ဟိုစန်းဦးခင်ဗျာစန်းဦးကနေပြီးတော့ရှေ့ကိုချထားပြီးတယ်ခင်ဗျာလက်ထွက်တဲ့အောင်ခိုင်ပါခင်ဗျအောင်ခိုင်ယူသွားပြီခင်ဗျအောင်ခိုင်ပဲခင်ဗျအောင်ခိုင်မပြီကိုသမားဘာကာကျွန်တော်တို့မိသွားပါတယ်ခင်ဗျာဘရူနိုင်းကနံပါတ်14မိုမင်ရတယ်ခင်ဗျမိုမင်ကနေပြီးတော့ရှေ့ကိုတင်ထားပြီတယ်မြန်မာတန်းဝေရတယ်ဗျတန်းဝေရနေပြီးတော့အခုဆိုရင်မျိုးလိုက်ဝင်ကိုပေးတယ်ဗျမျိုးလိုက်ဝင်ညီမလေးတွေထိန်းပြီးတော့နောက်ကရှိနေတဲ့စန်းဦးကိုပေးလိုက်မြစန်းဦးကနေပြီးတော့အခုဆိုရင်မင်းစောဦးကနေပြီးတော့အောင်ခိုင်ကနေနောက်ကရှိနေတဲ့စန်းဦးကိုပေးလိုက်မြစန်းဦးအလေကိုစန်းဦးရှေ့ကိုချပေးပြီဘယ်သူမှအစင်းနဲ့မရှိပါဘူးခင်ဗျဟိုဂိုးသမားဘာကာကန်တင်ပေးလိုက်ခင်ဗျဟိုမြန်မာကတန်းဝေလိုက်ယူတယ်ခင်ဗျရတယ်မြတန်းဝေကနေပြီးတော့အခုတင်မောင်ထွန်းပါခင်ဗျတင်မောင်ထွန်းဟိုတမောင်ထွန်းခင်ဗျတမောင်ထွန်းကနေပြီးတော့နံပါတ်16ကိုနိုင်ခင်ဗျကိုနိုင်ရှေ့ကိုတရားမျိုးလိုက်ဝင်လိုက်နေပြန်ပြီခင်ဗျလူကျွံပါတယ်ဆိုပြီးတော့တတ်မှတ်ပေးတာခင်ဗျလူကျွံဘောတတ်မှတ်ပေးတာခင်ဗျဟိုလူကျွံဘောကိုရိုနိုင်းတင်းကနံပါတ်6ကန်ပေးတယ်ခင်ဗျဇင်းနင်ဒိုင်လူကြီးကပြန်ကန်ကိုင်းတယ်ခင်ဗျနေရာလွဲနေပါတယ်ဆိုပြီးတော့ပြန်ကန်ကိုင်းတယ်ခင်ဗျဟိုနံပါတ်6ဇင်းနင်ကနေပြီးတော့နံပါတ်16ကိုပေးတယ်ခင်ဗျဟိုနောက်ကိုပြန်ပေးတာခင်ဗျဇင်းနင်ကနေပြီးတော့နောက်ခါလူကိုပေးတာခင်ဗျဟိုဘရူနိုင်းကကျွန်တော်တို့2 minute ရတယ်ခင်ဗျ2 minute ကနေပြီးတော့နောက်ခံဆုံလူကိုပေးတယ်မြအခုနံပါတ်73 Smith ရတယ်မြအခုနံပါတ်9ပါခင်ဗျမူစတာဖာဒီပြီးတော့နံပါတ်73 Smith ကိုပေးတယ်မြ Smith ကနေပြီးတော့ရှေ့ကိုချထားပေးတယ်လူကြုံပါတယ်ခင်ဗျဘရူနိုင်းတင်းကနံပါတ်15 Abdullah လူကြုံနေပါတယ်ခင်ဗျာဟိုစောပါမြင့်ကနေပြီးတော့စောမြသွေးကနေပြီးတော့တန်းဝေခင်ဗျတန်းဝေကနေပြီးတော့နောက်ကိုပြန်ပေးထားတယ်ခင်ဗျစောမြသွေးသူကမှတစ်ဆင့်စောပါမြင့်ကိုပြန်ပေးထားတယ်ခင်ဗျစောပါမြင့်ကနေပြီးတော့အခုစောမြသွေးရှေ့ကိုတင်ထားပြီးပြေးပြီခင်ဗျအောက်ခိုင်ပြေးနေတယ်ခင်ဗျဒါပေမဲ့တစ်ဖက်ကနောက်ခံလူဥပါတယ်ခင်ဗျနောက်ခံလူကလည်းဇင်တင်ကနေဂိုးသမားကိုပြန်ပေးတယ်ခင်ဗျဂိုးသမားကန်တင်ပေးလိုက်ခင်ဗျမြန်မာကပြန်တားတယ်ပြန်ရတယ်ခင်ဗျစန်းဦးကနေပြီးရှေ့ကိုချထားပြီးတယ်မျိုးလိုက်ဝင်းကနေရှေ့ကိုမျောထိုးပေးလိုက်ရဲ့တွေ့လိုက်နေတယ်ခင်ဗျပေးရပြီတိုက်ရပြီဂိုးရပြီခင်ဗျမင်းစောဦးအပေးသောတော့ပထမအလုံးလိုပါပဲခင်ဗျကျွန်တော်တို့ညာကျောကနေပြီးတော့မျိုးလိုက်ဝင်းကနေပြီးတော့မင်းစောဦးစီမျောထိုးပေးတဲ့ဘောလုံးကိုမင်းစောဦးကနောက်ခံလူနဲ့ရှင်ပြေးပြီးတော့ဂိုးရှိကိုချပေးလိုက်တဲ့အနေထားမှာအောက်ခိုင်မနာတန်ပြေးပိတ်လိုက်တာမှာအခုဆိုရင်မြန်မာအသင်းကတတိယကိုရရှိသွားပါပြီမြမင်းစောဦးအခုလိုတင်ပေးလိုက်တာမှာအောက်ခိုင်ပြေးပြီးတော့အခုလိုပိတ်သွားတာဖြစ်ပါတယ်ခင်ဗျာအခုချိန်မှာမြန်မာအသင်းက3 goal ပါခင်ဗျမင်းစောဦးတင်ပေးတဲ့အနေထားအောက်ခိုင်ပြေးဝင်ပြီးပိတ်လိုက်တဲ့အနေထားကိုပြန်ပြတာပါခင်ဗျဒါကြောင့်အခုကျွန်တော်တို့ပထမပိုင်းပွဲကစားတာဟာ15မိနစ်
ကျော်လာပါပြီခင်ဗျအခုချိန်မှာမြန်မာက3ဂိုးဘရူနိုင်းကဂိုးမရသေးပါဘူးခင်ဗျအကျိတ်နဲ့ဆက်လက်ရှင်ပြိုင်လျက်ရှိတုံးပါခင်ဗျဘရူနိုင်းပြီးတော့ဘောအဗ်ဒူလာမမြောက်ဘူးခင်ဗျအဗ်ဒူလာမမြောက်ဘူးခင်ဗျသူကဘောလုံးကိုထားခဲ့ပြီးတော့ဆိုနောက်ခံဘယ်ဆိုလူကတွားမြောက်မဲ့အနေထားခင်ဗျဟိုနံပါတ်4ပါခင်ဗျဒါမင်းမြောက်မယ်ခင်ဗျဒါမင်းထားပေးတယ်မြန်မာပြန်ဖြတ်ယူသွားတယ်ခင်ဗျစောပါမြင့်ယူသွားတယ်ခင်ဗျစောပါမြင့်ပဲခင်ဗျစောပါမြင့်ရှိကိုပေးထားပြီမျိုးလိုက်ဝင်းကိုပေးတယ်ခင်ဗျမျိုးလိုက်ဝင်းရတယ်ခင်ဗျမျိုးလိုက်ဝင်းကလည်းရှိကိုနောက်တစ်ချက်ပေးထားပြီပေးပြန်ပြီခင်ဗျကိုနိုင်ပြေးနေပြီခင်ဗျကြပြီတိုက်ပြီခင်ဗျပြန်လိုက်တယ်အောက်ခိုင်ရှို့ပြန်မပြီသေချာပေါ့ကိုခင်ဗျကာနာလည်းကောင်းပါတယ်ခင်ဗျနေလေးကျွန်တော်တို့ကိုနိုင်ကန်သွင်းတာပါခင်ဗျနံပါတ်16တိုင်ထိပ်ပြီးတော့ထွက်သွားတယ်ခင်ဗျကိုနိုင်အခုလိုနောက်ခံလူတွေကြော်ဖြတ်ပြီးတော့လှပကန်သွင်းတာမှာကိုနိုင်နဲ့ထိပြီးတော့ကျွန်တော်တို့ထွက်သွားတယ်ခင်ဗျအဲ့ဒီဘောလုံးကိုအောက်ခိုင်ပြန်တားပြီးတော့အသာလေးမပေးလိုက်တာပဲခင်ဗျဒါပေမဲ့ဘောလုံးကနည်းနည်းလေးများပါတယ်ခင်ဗျဟိုဂိုးလုံးဘောကိုဘာကာကိုလိုက်ကမယ်ခင်ဗျဘောင်းခုန်တိုက်တယ်မြန်မာစောမြသွေးတိုက်ပြီးတော့အလေကျော်ချပြီးတယ်ဗျရိုနိုင်းကပြန်တားလိုက်ခင်ဗျမူစတာဖာကနေပြီးတော့ဒိုမင်းရတယ်ခင်ဗျဒိုမင်းကနေပြီးတော့ဟိုးရှေ့ကိုတင်ပေးလိုက်ခင်ဗျမြန်မာမင်းစောဦးဆင်းယူပြီးတော့အခုဆိုရင်မင်းစောဦးကတင်မောင်ထုံးကိုပေးလိုက်ခင်ဗျတင်မောင်ထုံးကနောက်ကတက်လာတဲ့စောမြသွေးပေးတယ်ခင်ဗျစောမြသွေးကနေပြီးတော့အခုအောင်ခိုင်ပါခင်ဗျအောင်ခိုင်ကနေပြီးတော့တန်းဝေရမှာတခါစောမြသွေးခင်ဗျစောမြသွေးရှေ့ကိုချလာပြီဒါပေမဲ့ရှေ့မှာရှေ့တန်းလူတွေကျွန်တော်တို့နောက်နေရောက်နေပါတယ်မြအခုဂိုးသမားကနေပြီးတော့နောက်ခါလူကိုပြန်ပေးထားတယ်မြဟိုနံပါတ်8တူမင်းကနေပြီးတော့16ကိုပေးတယ်ခင်ဗျမိုဟာမက်ကနေပြီးတော့ရှေ့ကိုတင်ထားပေးတယ်မြန်မာအသားလေးတားပြီးယူထားတယ်ခင်ဗျစောမြသွေးရတယ်ခင်ဗျစောမြသွေးကနေပြီးတော့စောပါမြင့်ကိုပေးထားတယ်ခင်ဗျစောပါမြင့်ကမှအလဲလူတင်မောင်ထွန်းကမှနောက်တစ်ချက်မျိုးလိုက်ဝင်းရမှစန်းဦးပါခင်ဗျစန်းဦးကနေတခါတင်မောင်ထွန်းပြန်ပေးတယ်ခင်ဗျတင်မောင်ထွန်းရှေ့ကိုတင်ထားတယ်နောက်ခါလူခေါင်းနဲ့တိုက်ပြီးချလာပြီကျွန်တော်ဂိုးသမားပါကာစီကိုခေါင်းနဲ့ရှက်တိုက်ပြီးတော့နောက်ပြန်ပေးထားတယ်ခင်ဗျဟုတ်ရိုနိုင်းကဂိုးသမားပါကာပါခင်ဗျဘရူနိုင်းကနံပါတ်9ဂရင်းရတယ်ခင်ဗျဂရင်းကနေရှိကိုပေးတယ်ဗျမြန်မာလိုက်ဖြတ်တယ်ဗျမြန်မာလိုက်ဖြတ်ပြီးတော့အခုမျိုးလိုက်ဝင်းကိုပေးထားတယ်ဗျမျိုးလိုက်ဝင်းခြိထဲမှာပဲဗျမျိုးလိုက်ဝင်းအိုးညာဘက်ကျော်မင်းစောဦးရှိတင်တယ်ဗျမင်းစောဦးလိုက်နေဗျဂျိုးသားပန်းသားလိုက်ဆယ်ပြီးရှိကိုချထားပြီးတယ်ဗျနောက်ခံလူကျွန်တော်တို့နောက်ခံလူကနေပြီးတော့နံပါတ်73စပစ်ပေါ့ဗျစပစ်နဲ့ကျော်မင်းဦးနဲ့တွေ့မှာအခုစပစ်ကနေပြီးတော့နံပါတ်9မူစတာဖာကိုပေးတယ်ဗျသူကမှနောက်တစ်ဆင့်ထပ်ပေးထားတယ်ဗျမြန်မာကစန်းဦးလိုက်ပြီးတော့ဂိုးသမားတင်မောင်သိန်းစီပြန်ပေးထားတယ်ဗျဂိုးသမားတင်မောင်သိန်းကနေပြီးတော့အခုစောမြသွေးပါခင်ဗျတန်းဝေကနေပြီးတော့စောမြသွေးပေးထားတယ်ဗျအလဲလူဟိုတင်မောင်ထွန်းပါခင်ဗျတင်မောင်ထွန်းကနေပြီးတော့နောက်တစ်ဆင့်ထပ်ပေးထားတယ်ခင်ဗျမျိုးလိုက်ဝင်းရဲ့နောက်ကိုပြန်ပေးထားတယ်စောမြသွေးရတယ်ခင်ဗျစောမြသွေးကနေပြီးတော့စောပါမြင့်အိုးရှိကိုတင်ထားပေးတယ်နောက်ခံလူဖြတ်ထုတ်ထားတယ်ခင်ဗျဟိုတန်းဝေအသားလေးနောက်ကိုပြန်ပေးထားတယ်စောမြသွေးတားတယ်မြန်မာတပေါင်ထုံးကနေနောက်ကစောပါမြင့်ကိုပြန်ပေးထားတယ်ခင်ဗျစောပါမြင့်ရတယ်ခင်ဗျစောပါမြင့်နေကိုနိုင်ကနေပြီးတော့အခုစောမြသွေးတန်းဝေကနေစောပါမြင့်စီဘောလုံးပြန်ရောက်တယ်ခင်ဗျအခုစန်းဦးပါခင်ဗျစန်းဦးကနေပြီးတော့အလေတန်းလူတင်မောင်ထွန်းပါခင်ဗျတင်မောင်ထွန်းကနေပြီးတော့စောမြသွေးပြန်ပေးတယ်ခင်ဗျစောမြသွေးကနေပြီးတော့အခုဆိုရင်စောပါမြင့်ခင်ဗျစောပါမြင့်ကနေပြီးတော့အိုးရှေ့ကိုမနာတင်ထားပြီလေပြေးပြန်ပြီခင်ဗျနောက်ခံလူဦးတယ်ခင်ဗျဂိုးသမားကိုပြန်ပေးလိုက်ခင်ဗျဂိုးသမားပြန်တင်ထားတယ်ခင်ဗျဟိုကြတယ်အောက်ခိုင်ရတယ်ခင်ဗျအောက်ခိုင်ကနေပြီးတော့မင်းစောဦးကိုပေးလိုက်ခင်ဗျမင်းစောဦးလိုက်တားယူတယ်မင်းစောဦးအခုဆိုရင်
ပေးတဲ့ဘောမြန်မာအသင်းကညှောက်အောင်မယ်ခင်ဗျမင်းစောဦးကနေပြီးတော့အခုတင်မောင်ထွန်းပေးတာခင်ဗျတင်မောင်ထွန်းကနေပြီးတော့ကိုနိုင်ခင်ဗျကိုနိုင်ကိုနိုင်တို့ယူတယ်ရတယ်ခင်ဗျဒါပေမဲ့ပြန်ပြစ်တယ်ခင်ဗျပြန်ပြစ်ပြီးတော့ဦးဆိုရင်ဘရိုနိုင်းကနောက်ခံလူကလည်းရှေ့ကိုပြန်နံပါတ်9စီပြန်ချပေးတယ်ခင်ဗျဘရိုနိုင်းကဂါလာဝတ်ရတယ်ခင်ဗျဂါလာဝတ်ကနေပြီးတော့ရှေ့ကိုလမ်းတင်ပါဦးတန်းဝေပြန်ဖြတ်ထားတယ်ခင်ဗျတန်းဝေဖြတ်ပြီးတော့အခုဆိုရင်ကိုနိုင်ကနေပြီးတော့မျိုးလိုက်ဝင်းကိုပေးထားတယ်ခင်ဗျမျိုးလိုက်ဝင်းပဲခင်ဗျမျိုးလိုက်ဝင်းဘယ်သူမှမပေးသေးဘူးခင်ဗျအနေထားကိုချိနေလို့ပဲခင်ဗျမျိုးလိုက်ဝင်းကနေပြီးတော့တင်မောင်ထွန်းကနေပြီးတော့မျိုးလိုက်ဝင်းခင်ဗျမျိုးလိုက်ဝင်းပဲခင်ဗျကံပြီဂိုးပါတယ်ခင်ဗျမျိုးလိုက်ဝင်းကျွန်တော်တို့စင်ငယ်ပူနဲ့ကစားတဲ့ပွဲတော့ကလည်းအခုလိုပါပဲခင်ဗျအမှတ်မထင်ကျွန်တော်တို့ဂိုးဧရိယာအပြင်ဘက်ကနေပြီးတော့ကန်သွင်းခဲ့တာကျွန်တော်တို့အခုလိုပါပဲခင်ဗျမြန်မာအသင်းကသဒုဋ္ဌာကိုရရှိသွားပြီဖြစ်ပါတယ်ခင်ဗျာသဒုဋ္ဌာကိုရရှိသွားပြီဖြစ်ပါတယ်ခင်ဗျသောတော်ကဂိုးဝင်သွားတဲ့အနေထားကိုပြန်ပြတာပါခင်ဗျမျိုးလိုက်ဝင်းအခုလိုယူသွားပြီးတော့ကန်ထည့်လိုက်တာမှာဂိုးသမားဘယ်လို့မှမတတ်နိုင်မဲနဲ့ဂိုးသမားကလည်းရှေ့ကိုနည်းနည်းလေးရောက်နေတဲ့အတွက်ဘယ်လို့မှမတတ်နိုင်မဲနဲ့အခုလိုဂိုးပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျအခုချိန်မှာမြန်မာက၄ကိုဘရိုနိုင်းကဂိုးမရရှိသေးပါဘူးခင်ဗျပထမပိုင်းပွဲကစားတာဟာ25မိနစ်ကျော်ပါပြီခင်ဗျမြန်မာပြန်ဖြတ်သွားပြီခင်ဗျမြန်မာပြန်ယူသွားပြီမြန်မာတန်းဝေရနေပြီးတော့မျိုးလိုက်ဝင်းနဲ့အသားလေးဖလောက်လေးနဲ့ချိတ်ပြီးတော့ပေးထားရင်မြနောက်ကတက်လာတဲ့တင်မောင်ထွန်းရတယ်မြတင်မောင်ထွန်းကနေစန်းဦးကနေပြီးတော့ရှေ့ကိုမျိုးလိုက်ဝင်းကြီးပေးတယ်ခင်ဗျမျိုးလိုက်ဝင်းပြန်ယူသွားပြန်ပြီမြမျိုးလိုက်ဝင်းအထွက်မှာကတ်ညှိပြီးတော့အခုမြန်မာလိုက်ဆယ်မြစန်းဦးကနေပြီးတော့မင်းစောဦးပေးထားတယ်မြမင်းစောဦးကနေပြီးအလဲလူတင်မောင်ထွန်းပါခင်ဗျတင်မောင်ထွန်းရှေ့ကိုမျောပြီးချပေးတယ်မြဒါပေမဲ့နောက်ခံလူနံပါတ်4ဒါမစ်ကနေပြီးတော့ပိတ်ဆို့ပြီးတော့ဘေးတဲ့ဘောလှုပ်ထားပါတယ်ခင်ဗျမြန်မာကဘေးတဲ့ဘောညှောက်ရမယ်ခင်ဗျမင်းစောဦးမြောက်ထားပေးတယ်မြတင်မောင်ထွန်းမျိုးလိုက်ဝင်းရတယ်မြမျိုးလိုက်ဝင်းစန်းဦးကနေပြီးတော့စောသားမြင့်ကိုပေးထားတယ်မြစောသားမြင့်ကနေပြီးတော့အခုစောမြသွေးပါခင်ဗျစောမြသွေးကနေပြီးတော့ရှေ့ကိုတင်ထားပေးတယ်ဘရိုနိုင်းနောက်ခံလို့ဦးတယ်ခင်ဗျနံပါတ်10ပါခင်ဗျဂါလာဝတ်ကနေရှေ့ကိုတင်ထားပေးတယ်နံပါတ်15တားယူတယ်ခင်ဗျအဗ်ဒူလာကနေနောက်ကိုပြန်ပေးထားတယ်ခင်ဗျရှေ့ကိုပေးထားတယ်ညာအစုံကလိုက်နေတယ်ခင်ဗျမိုမင်မို့ခင်ဗျမိုမင်ရှေ့ကိုတင်ထားပေးတယ်မြန်မာကျွန်တော်တို့နောက်ခံလူကနေပြီးတော့ဖြတ်ထုတ်တာမှာအခုဆိုရင်တောင်းကန်ဘောဘရိုနိုင်းတင်းကကားရမယ်ခင်ဗျမိုမင်ပါခင်ဗျမိုမင်ကန်တင်ပေးထားတယ်မြန်မာခေါင်းတိုက်ပြီးဖြတ်ထုတ်ထားတယ်ဗျကိုနိုင်အသားလေးမပြီးတော့ချထားပေးတယ်ကျော်မင်းဦးရတယ်ဗျကျော်မင်းဦးပဲဗျကျော်မင်းဦးနောက်ခံလူကိုပေးထားတယ်ဗျဘောလုံးကမင်းစောဦးစီရောက်တယ်ဗျမင်းစောဦးကနေပြီးတော့အလဲလူတင်မောင်ထွန်းကနေပြီးတော့ကလမြနေထားတိုင်းစောမြသွေးကနေတန်းဝေပါခင်ဗျတန်းဝေရနေပြီးတော့ကိုနိုင်စောမြသွေးရတယ်မြစောမြသွေးကနေပြီးတော့တင်မောင်ထွန်းပေးတယ်မြတင်မောင်ထွန်းကနေပြီးတော့မင်းစောဦးကနေပြီးတော့အခုစန်းဦးကနေပြီးတော့စောပါမြင့်ကနေပြီးတော့စန်းဦးပြန်ပေးထားတယ်မြစန်းဦးရှိကိုတင်ထားပေးတယ်မြလိုက်နေပြီမြရပါတယ်မြမြန်မာမထားပြီမြတိုက်ပြပြီဂိုးပြပြီခင်ဗျာရိုးလိုက်ဝင်းကျွန်တော်တို့ခေါင်းတိုက်သွင်းလိုက်ပြပြီခင်ဗျာအခုအချိန်မှာရိုးလိုက်ဝင်းညာကျောကနေပြီးတော့ချပေးတဲ့ဘောလုံးကိုသောတော်ကအနေထားပါခင်ဗျမောင်တို့ချပေးလိုက်တာကိုမျိုးလိုက်ဝင်းအခုလိုလှပတိုက်သွင်းသွားတဲ့အတွက်အခုအချိန်မှာမြန်မာအသင်းကကျွန်တော်တို့ပြစ်စမဂိုးပေါ့ခင်ဗျအခုလိုဂိုးသမားကိုကြော်ပြီးအကြမှာခေါင်းတိုက်သွင်းသွားတာဖြစ်ပါတယ်ခင်ဗျာ
အခုဆိုရင်မျိုးလိုင်ဝင်းဒီနေ့ပွဲမှာကျွန်တော်တို့3 ဂိုးရှိပါပြီခင်ဗျမျိုးလိုင်ဝင်း3 ဂိုးအောင်ခိုင်2 ဂိုးပါခင်ဗျဘရူနိုင်းကရှေ့ကိုချထားပေးတယ်မြန်မာတန်းဝေမနာရန်ဖျက်ထုတ်ထားတယ်ဗျတန်းဝေမနာရန်ဖျက်ထုတ်တာမှအခုဆိုရင်မင်းစောဦးလိုက်တားယူတယ်ရတယ်ခင်ဗျမင်းစောဦးမင်းစောဦးကနေပြီးတော့နောက်ကိုပြန်ပေးတယ်ခင်ဗျစောပါမြင့်ကနေပြီးတော့တန်းဝေကိုပြန်ပေးထားတယ်ခင်ဗျတန်းဝေကနေပြီးတော့အလေလူကိုကိုနိုင်ကနေပြီးတော့တန်းဝေပါခင်ဗျလက်ပြပေါ်ဖြစ်ပါတယ်ခင်ဗျာဟိုတန်းဝင်ရနေပြီးတော့စောပါမြင့်ရှိတော်သားလေးမလာပြီနံပါတ်4မနာရန်ဖြတ်ထုတ်တယ်ခင်ဗျဒါမစ်ဖြတ်ထုတ်တယ်ခင်ဗျဒါပေမဲ့စန်းဦးပြန်တားယူတယ်ရတယ်ခင်ဗျစန်းဦးကနေပြီးတော့မျိုးလိုင်ဝင်းကိုပေးတာခင်ဗျမျိုးလိုင်ဝင်းကနေပြီးတော့ရှေ့ကိုချထားပေးတယ်ဘရိုဒိုင်းခေါင်းနဲ့ထိပြီးတော့အခုဆိုရင်နောက်ခံလူရတယ်ခင်ဗျနောက်ခံလူမိုမင်ပေါ့ခင်ဗျအခုဆိုရင်စမစ်ပါခင်ဗျစမစ်ကနေပြီးတော့မိုမင်ကိုပေးတာတယ်ဘောလုံးနောက်မှာထားခဲ့တယ်ခင်ဗျနောက်ကိုပြန်ပေးတယ်ခင်ဗျဘရိုဒိုင်းကျွန်တော်တို့စမစ်ရတယ်ခင်ဗျစမစ်ကနေပြီးတော့အလေလူကိုပေးထားတယ်ခင်ဗျအလေလူဘရိုဒိုင်းအလေလူပါခင်ဗျ2 minute ပါခင်ဗျ2 minuteကနေပြီးတော့နောက်ကတက်လာတဲ့တယောက်ကိုပေးထားတယ်ခင်ဗျမြန်မာလိုက်ဖြတ်တယ်ပြန်ရတယ်ခင်ဗျမြန်မာခြေကိုချထားပေးတယ်အောက်ခိုင်းနေပြီးတော့မျိုးလိုင်ဝင်းကိုပေးထားတယ်ခင်ဗျမျိုးလိုင်ဝင်းလိုက်တယ်ဒါပေမဲ့နောက်ခံလူဥပါတယ်ခင်ဗျနောက်ခံလူဥပြီးတော့ဖြတ်ထုတ်တာမှဥဆိုရင်ဘေးတဲ့ဘောမြန်မာမြှောက်အောင်မယ်ခင်ဗျလူလဲကစားမဲ့အနေထားပါခင်ဗျကျွန်တော်တို့ဘရိုနိုင်းတင်းကနံပါတ်8 2 min အစားကျွန်တော်တို့နံပါတ်7ဂင်လန်ဝင်ကစားတာကိုတွေ့ရတယ်ခင်ဗျအခုချိန်မှာဘရိုနိုင်းတင်းကလူတစ်ယောက်လဲထားပြီဖြစ်ပါတယ်ခင်ဗျာနံပါတ်7ဂင်လန်ဝင်ကစားတာကိုတွေ့ရတယ်ခင်ဗျအခုဘေးတော်ပေါ်မြန်မာမြောက်ထားတယ်ခင်ဗျမြန်မာရတယ်ခင်ဗျဓမောင်ထုံးကနေပြီးတော့နောက်ကိုပြန်ပေးရတယ်ခင်ဗျစောမြသွေးရနေပြီးတော့တန်းဝေရှိကိုတင်ထားပေးပြီဘရိုနိုက်ခေါင်းခုန်တိုက်တယ်ဟိုနံပါတ်10အတားပါမြန်မာပြန်တားပြီးတော့ရတယ်ဗျရှိကိုတင်ထားပေးပြီဒါပေမဲ့ဘရိုနိုက်ပြန်ဖြတ်ထားတယ်ဗျမြောက်နေတော့ဗျဘောလုံးကခေါင်းခုန်တိုက်တယ်ဘောလုံးကလဲထွက်တယ်ခင်ဗျမြန်မာပဲပြန်ရသွားပြီခင်ဗျမြန်မာကိုနိုင်ယူမှာဘရိုနိုက်ကနံပါတ်14တင်တားပြီးတော့ဖြတ်ထုတ်ထားတယ်ခင်ဗျအခုရှိကိုပြန်တင်ထားခင်ဗျဘရိုနိုင်းတင်းကနံပါတ်15ပါခင်ဗျအဗ်ဒူလာနဲ့ကျွန်တော်တို့မြန်မာကစောမြသွေးတွေ့နေခင်ဗျအဗ်ဒူလာနဲ့ပြစ်ဒဏ်ဘောဖြစ်ပါတယ်ခင်ဗျပြစ်ဒဏ်ဘောဖြစ်ပါတယ်ခင်ဗျဘရိုနိုင်းတင်းကပြစ်ဒဏ်ဘောဆိုတော့ပြစ်ဒဏ်ဘောဖြစ်တဲ့အနေထားပါခင်ဗျဟိုရှေကိုတင်ထားတယ်မြန်မာနောက်ခံလူပြန်ရတယ်ခင်ဗျစောပါမြင့်ကနေပြီးတော့ရှေကိုပေးတယ်အဘောတော့ကန်းကြီးပြန်ပါတယ်မြန်မာလိုက်ဖြစ်တယ်ဘရိုနိုင်းကနံပါတ်73ပါခင်ဗျစမစ်ကနေပြီးတော့နောက်ကိုပြန်ပေးတာခင်ဗျအလဲလူပါခင်ဗျမူစတာဖာကနေရှေကိုမျောပြီးချထားပြီးတယ်ဗျလိုက်နေခင်ဗျဘရိုနိုင်းတင်နေဘောလုံးကများပါတယ်ခင်ဗျများပြီးတော့ဂိုးလုံးပေါ်ဖြစ်သွားပါတယ်ခင်ဗျအခုဆိုရင်ပထမပိုင်းပွဲကစားတာဟာနိုင်ဝက်ကျော်ခဲ့ပြီဖြစ်ပါတယ်ခင်ဗျအခုအချိန်မှာမြန်မာအသင်းကကျွန်တော်တို့9 ဂိုးဘရိုနိုင်းအသင်းကတော့ဂိုးမရသေးပါဘူးခင်ဗျဂိုးလေးမှကျွန်တော်တို့ရပြီဟိုမြန်မာအလဲလူရတယ်ခင်ဗျဓမောင်ထုံးကနေပြီးတော့ပေးလိုက်အခုနောက်ကိုပြန်ပေးလိုက်ခင်ဗျနောက်ကစောပါမြင့်ဘောလုံးကိုလိုက်ယူထားတယ်ခင်ဗျဟိုစောမြသွေးပါခင်ဗျစောမြသွေးတန်းဝေရတယ်ဗျတန်းဝေရနေပြီးတော့စောမြသွေးရနေပြီးတော့စောပါမြင့်ကိုပေးထားတယ်ဗျစောပါမြင့်ရှိကိုအသားလေးမထားတယ်
ဘရိုနိုင်းကခေါင်းနဲ့ပြန်ဖြတ်တယ်ခင်ဗျမြန်မာပြန်တားတယ်ပြန်ရတယ်ခင်ဗျနောက်တစ်ခါထပ်ပြီးတော့တင်ပြန်ပြီခင်ဗျခေါင်းခုန်တိုက်တယ်ဘရိုနိုင်းဥတယ်ခင်ဗျဘရိုနိုင်းနောက်ခါလူရတယ်ခင်ဗျဇင်နင်ကနေပြီးတော့ဂင်လန်ကိုပေးတယ်ခင်ဗျဂင်လန်ကနေပြီးတော့ဂျမောင်တို့တက်လာတဲ့စမစ်ကိုပေးရတယ်ခင်ဗျမူစတာဖာရတယ်ခင်ဗျမူစတာဖာနေပြီးတော့နောက်တစ်ယောက်ကိုပေးရတယ်ခင်ဗျဂင်လန်ကနေပြီးတော့စမစ်ပါခင်ဗျစမစ်ရှေကိုတင်ထားပေးတယ်ခေါင်းနဲ့ရှက်တိုက်ပြီးမြန်မာဖြတ်ထုတ်ထားတယ်ခင်ဗျမင်းစော်ဦးဆင်းဆယ်တယ်ရတယ်ခင်ဗျမင်းစော်ဦးကနေပြီးတော့ရှေကိုတင်ထားပေးတယ်ခင်ဗျမြန်မာပြန်ယူသွားပြန်ပြီခင်ဗျမြန်မာပြန်ရတယ်ခင်ဗျမြန်မာစမ်းဦးပါခင်ဗျစမ်းဦးကနေပြီးတော့အလဲမှာရှိနေတမောင်ထွန်းပေးတယ်ခင်ဗျအလဲလူတမောင်ထွန်းကနေပြီးတော့အခုဆိုရင်စောမြသွေးကနေပြီးတော့တန်းဝေပါခင်ဗျတန်းဝေကနေပြီးတော့တမောင်ထွန်းကနေပြီးတော့အခုမင်းစော်ဦးပေးတယ်ခင်ဗျမင်းစော်ဦးရတယ်ခင်ဗျမင်းစော်ဦးနောက်ကိုပြန်ပေးလိုက်ခင်ဗျတမောင်ထွန်းကနေပြီးတော့စောမြသွေးခင်ဗျစောမြသွေးကနေပြီးတော့ခြာလာပေးတယ်ခင်ဗျအခုနောက်ကိုပြန်ပေးတယ်ခင်ဗျကျော်မင်းဦးရတယ်ခင်ဗျကျော်မင်းဦးအသားလေးရှိကိုခြာထားပေးတယ်ဘရိုနိုင်းကပြန်ဖြတ်တယ်ခင်ဗျဘရိုနိုင်းကပြန်ဖြတ်ပြီးတော့ရှေ့ကိုတင်ထားတယ်ခင်ဗျစောမြသွေးကနေပြီးတော့စောပါမြင့်ကိုပေးထားတယ်ခင်ဗျစောပါမြင့်ကနေပြီးတော့တန်းဝေပါခင်ဗျတန်းဝေရှေ့ကိုတင်ထားပေးတယ်ခင်ဗျခေါင်းခုန်တိုက်တယ်ဘရိုနိုင်းခုန်တိုက်ပြီးဖြတ်ထားတယ်ခင်ဗျဘောလုံးကအလဲချောပြန်ကျတယ်ဘရိုနိုင်းကပြန်ရတယ်ခင်ဗျစမစ်ပါခင်ဗျအခုဂင်လန်ကိုပေးတယ်ခင်ဗျဂင်လန်ကနေပြီးတော့နံပါတ်14ကိုပေးတယ်ခင်ဗျမိုမင်ယူမှာပြန်ပြက်ပြီးတော့မြန်မာပြန်ရှေ့ကိုတမောင်ထိုးတင်မှာဂင်လန်ပြန်ရတယ်ခင်ဗျဂင်လန်ကနေပြီးတော့ရှေ့ကိုချလာပြီးတယ်ခင်ဗျဒါပေမဲ့ကိုသမားတမောင်သိန်းကြေးထွက်ပြီးတော့ဖမ်းထားတယ်ခင်ဗျဖမ်းပြီးတော့အခုမင်းစော်ဦးပေးတယ်ခင်ဗျမင်းစော်ဦးကနေပြီးတော့မျိုးလှိုင်ဝင်းပါခင်ဗျမျိုးလှိုင်ဝင်းကနေပြီးတော့စောမြသွေးကနေပြီးတော့ရှေ့ကိုချပြီးမှပြက်တယ်ခင်ဗျပြက်ပြီးတော့အခုဆိုရင်ဘရိုနိုင်းကနံပါတ်14ရတယ်ခင်ဗျမိုမင်ကနေပြီးတော့နံပါတ်10ကိုပေးတယ်ခင်ဗျဂါလာဝတ်ရှေ့ကိုချလာပြီးတယ်မြန်မာဖြတ်ထားတယ်ခင်ဗျမြန်မာပြန်ရတယ်ခင်ဗျတင်မောင်ထွန်းကနေမျိုးလှိုင်ဝင်းကနောက်ကရှိနေစမ်းဦးခင်ဗျစမ်းဦးကနေပြီးတော့မျိုးလှိုင်ဝင်းပြန်ပေးတယ်ခင်ဗျမျိုးလှိုင်ဝင်းရတယ်ခင်ဗျမျိုးလှိုင်ဝင်းရှေ့ကိုတင်ထားပေးပြီပြေးနေပြီခင်ဗျအောက်ခိုင်းဒါပေမဲ့နောက်ခါလူဥပါတယ်ခင်ဗျအသာလေးဖြတ်ထားတယ်ခင်ဗျဘရိုနိုင်းကစပစ်ခင်ဗျစပစ်ကနေပြီးတော့နံပါတ်10ဂါလာဝတ်စီအပေးမှာပြန်ပြက်ပြီးတန်းဝင်ပြန်ဖြတ်ထားတယ်ခင်ဗျအခုနောက်ကိုပြန်ပေးတယ်ကိုနိုင်ရတယ်ခင်ဗျကိုနိုင်ကနေကိုနိုင်ပဲခင်ဗျကိုနိုင်ကနေပြီးတော့စမ်းဦးခင်ဗျစမ်းဦးရှိကိုပြောပြီးထိုးပေးရတယ်ကျွန်တော်တို့မျိုးလိုက်ဝင်းအပြေးမှာတစ်ဖက်ကကျွန်တော်တို့ဂင်လန်ပေါ့ခင်ဗျချက်တာမှာကျမ်းပါတယ်ဆိုပြီးတော့အဝါကပြပြီးတော့ကွင်းလယ်တိုင်လူကြီးကနေပြီးတော့ Jerry Endrit ပေါ့ခင်ဗျကွင်းလယ်တိုင်လူကြီးကနေပြီးတော့သတိပေးပြီးတော့ပြစ်ဒဏ်ပေါ်ပေးရတဲ့အနေထားပါခင်ဗျပြစ်ဒဏ်ပေါ်ပေးရတဲ့အနေထားဟာဘရိုနိုင်းတင်းအတွက်အမတန်အန္တရာယ်ကြီးတဲ့အနေထားပါခင်ဗျမဟုတ်ပါဘူးခင်ဗျမကန်ရင်ပြေးထွက်လာတဲ့အတွက်လူလည်းဝင်အသားလေးခွာပေးလိုက်တယ်နောက်တစ်ပြေးကလည်းနောက်ခံလူနဲ့ထိထွက်တယ်ပြန်လည်းထွက်လာပြီကန်တယ်ပြီဗျနောက်ခံလူနဲ့ထိရပြန်ထွက်တယ်ဗျမြန်မာပြန်တားယူရတယ်မြန်မာစောပါမြင့်မြန်မာအတင်းလိုက်ဖြတ်တယ်ခင်ဗျာဖြတ်ပြီးတော့ကိုသမားဂျမောင်သိန်းစီပြန်ပေးရတယ်ဗျဂျမောင်သိန်းကနေပြီးတော့အခုဆိုရင်မင်းစော်ဦးကိုပေးရတယ်ဗျမင်းစော်ဦးကနေပြီးတော့ဂျမောင်ထွန်းပါခင်ဗျဂျမောင်ထွန်းကနေပြီးတော့စမ်းဦးရှိကိုတင်ထားပေးပြီဗျဘရိုနိုင်းအသားလေးဖထောင်လေးနဲ့ချိတ်ပြီးတော့ခြံထားခဲ့တယ်ခင်ဗျဘရိုနိုင်းကမိုမင်ရတယ်ဗျမိုမင်ရှိကိုတန်းဝေလိုက်နေတယ်ဗျအခုဂါလာဝတ်ကနေမိုမင်ကိုပြန်ပေးတယ်ဗျမိုမင်ရှိကိုမနာလားတင်ထားတယ်ဗျနမ6ပါခင်ဗျကရင်ကြတယ်ဗျကရင်ကံပြီဘေးထွက်ပါတယ်ခင်ဗျဘေးထွက်ပါတယ်ခင်ဗျ
စောပါမြင့်ရတယ်ခင်ဗျစောပါမြင့်ကနေပြီးတော့တန်းဝေပါခင်ဗျတန်းဝေကနေအခုကိုနိုင်ကနေပြီးတော့ရှေ့ကိုတင်ထားပေးတယ်ဘရိုနိုင်နောက်ခံလို့ပြန်ဥတယ်ဗျပြန်ဥပြီးတော့ဂိုးသမားဘကာစီပေးထားတယ်ဗျဂိုးသမားကနေပြီးတော့ပြန်ပေးထားတယ်ဗျမိုဟာမက်ရတယ်ဗျမိုဟာမက်ကနေပြီးတော့နောက်တစ်ဆင့်ပေးထားတယ်ဗျဂင်လန်ကနေပြီးတော့မိုမင်ရတယ်ဗျမိုမင်ကနေပြီးတော့မိုဟာမက်သူကနောက်တစ်ဆင့်ထပ်ပေးထားတယ်ဗျအခုနောက်တစ်ယောက်ကိုထပ်ပေးထားပြန်ပြီဗျဘရိုနိုင်ပဲခင်ဗျဘရိုနိုင်ကဂင်လန်ရတယ်ဗျအခုအချိန်မှာမြန်မာအသင်းကတော်မိနစ်40ရှိပါပြီခင်ဗျမြန်မာအသင်းက9ဂိုးဘရိုနိုင်အသင်းကတော့ဂိုးမရသေးပါဘူးခင်ဗျတမောင်ထုံးရတယ်ဗျတမောင်ထုံးကနေပြီးတော့စန်းဦးပါဗျစန်းဦးကနေပြီးတော့တမောင်ထုံးပြန်ပေးထားရဗျမင်းစောဦးနောက်ကိုပြန်ပေးတယ်စန်းဦးရတယ်ဗျစောမြသွေးရှိဘောလုံးရောက်ပါတယ်ခင်ဗျတန်းဝေပါခင်ဗျတန်းဝေကနေပြီးတော့အခုဆိုရင်ဘောလုံးကစောပါမြင့်စီရောက်ပါတယ်ဗျစောပါမြင့်ကနေပြီးတော့မင်းစောဦးကနေပြီးတော့ရှေ့ကိုပေးထားရဗျကိုနိုင်စောမြသွေးပါခင်ဗျစောမြသွေးရတယ်ဗျစောမြသွေးကနေရှေ့ကိုချလာပြီးရိုးလိုက်ဝင်းကနေစောမြသွေးပြန်ပေးပြီးတော့စောမြသွေးရှေ့ကိုထိုးပေးတာမှာအခုဆိုရင်ကျွန်တော်ဘေးထွက်ပေါ်မြန်မာအသင်းကညှောက်မယ်အနေထားခင်ဗျကျွန်တော်တို့ဒီပေါ်ကနေပြီးတော့ဘလို့မှမမြင်ရပါဘူးခင်ဗျဘရိုနိုင်ကဘေးထွက်ပေါ်နံပါတ်14မိုမင်မြောက်မယ်ခင်ဗျမိုမင်မြောက်ထားပေးတယ်မြန်မာကစောမြသွေးရှိကိုပတ်ကံပြီးတင်ထားပေးတယ်ခင်ဗျအောက်ခိုင်ယူမယ်လို့မှာကိုဘရိုနိုင်ကအသာလေးပြန်ယူထားတယ်ခင်ဗျဘရိုနိုင်ကဂင်လန်ခင်ဗျဂင်လန်နေပြီးတော့ရှေ့ကိုတင်ထားပေးတယ်စောမြသွေးတားပြီးတော့ပြန်ယူထားတယ်ခင်ဗျစောမြသွေးပါခင်ဗျစောမြသွေးကနေပြီးတော့အခုဆိုရင်ကျော်မေးဦးပေးထားတယ်ခင်ဗျမြန်မာပဲရတယ်ခင်ဗျကျမောင်ထွန်းနောက်ကိုပြန်ပေးထားခဲ့တယ်ခင်ဗျစောမြသွေးကနေပြီးတော့တန်းဝေခင်ဗျတန်းဝေကနေရှေ့ကိုမျောပြီးထိုးပေးလိုက်နေတယ်ဗျကျော်မေးဦးများပါတယ်ခင်ဗျဂိုးလုံးမဟုတ်ဂိုးသမားဘာကမယ်ခင်ဗျနောက်ခံလို့စီပေးထားတယ်ခင်ဗျစမစ်ရပါတယ်ခင်ဗျစမစ်ကနေပြီးတော့ရှေ့ကိုပေးတယ်မူစတာဖာကနေပြီးတော့ဇင်းနေရတယ်ခင်ဗျဘရိုနိုင်ပဲခင်ဗျဘရိုနိုင်စမစ်ကနေပြီးတော့ပေးထားတယ်ခင်ဗျဂင်လန်ကနေပြီးတော့အစုံကိုစပေးတာမှများသွားပြီးတော့အခုဆိုရင်ဘေးတဲ့ဘောမြန်မာမြောက်မယ်ခင်ဗျတန်းဝေကနေပြီးတော့စောမြသွေးကိုပေးထားတယ်ခင်ဗျစောမြသွေးကနေပြီးတော့မျိုးလှိုင်ဝင်းပါခင်ဗျမျိုးလှိုင်ဝင်းကနေပြီးတော့အလဲလူတမောင်ထုံးကနေပြီးတော့စန်းဦးခင်ဗျစန်းဦးကနေပြီးတော့စောပါမြင့်ပေးထားတယ်ခင်ဗျစန်းဦးစီဘောလုံးပြန်ရောက်ပါတယ်ခင်ဗျစန်းဦးယူသွားပြီခင်ဗျစန်းဦးမင်းစောဦးကိုပေးထားတယ်ခင်ဗျမင်းစောဦးကျမောင်ထုံးကိုပြန်ပေးထားတယ်ခင်ဗျကျမောင်ထုံးဒီဘက်မှာရှိနေတဲ့တန်းဝေကိုပေးထားတယ်ခင်ဗျတန်းဝေအသားလေးရှိကိုထိုးပေးတယ်တန်းဝေပြန်လိုက်နေပြီခင်ဗျတစ်ဖက်နောက်ခံလူကလည်းလက်ကိုအတင်းဆွဲထားတဲ့အနေထားခင်ဗျဘေးတော့ဘောတန်းဝေမြှောက်ထားပေးတယ်ခင်ဗျတင်မရပြီဗျမြောက်နေပြီဗျဘရိုနိုင်နောက်ခံလူခေါက်တိုက်တယ်ပြန်မြောက်နေပြီထပ်တိုက်ရပြီဗျဂိုးရပြီခင်ဗျဘရိုနိုင်နောက်ခံလူဖြတ်ထုတ်လိုက်တဲ့ဘောလုံးကိုအောင်ခိုင်ကနေပြီးတော့ခေါက်တိုက်သွင်းလိုက်တာမှာအခုအချိန်မှာမြန်မာအသင်းကသတ္တမမြောက်ဂိုးကိုရရှိသွားပြီပေါ့ခင်ဗျာဒါကြောင့်အခုအချိန်မှာမြန်မာက6ဂိုးပါခင်ဗျဘရိုနိုင်ကတော့ဂိုးမရသေးပါဘူးခင်ဗျသောကအောက်ခိုင်ခေါင်းတိုက်သွင်းလိုက်တဲ့အနေအထားကိုပြလာဖြစ်ပါတယ်ခင်ဗျာဂိုးသမားဘာကာဘယ်လို့မှမတတ်နိုင်ပါဘူးခင်ဗျ
ဘရူနိုင်းကကာလာဝတ်ကနေပြီးတော့နောက်ကိုပြန်ပေးထားတယ်မြနောက်ခံလူကနေပြီးတော့ရှေ့ကိုတင်ထားပေးတယ်ဟိုတန်းဝေရတယ်မြအခုမြန်မာကလိုက်တန်းဦးလိုက်ဆယ်ပြီးတော့ချက်ထုတ်တာမှာအခုဆိုရင်ဘေးရပေါ်ဖြစ်တယ်ခင်ဗျပထမပိုင်း45မိနစ်ကလည်းပြီးဆုံးဖို့ချိန်ဟာတပြေးပြေးနီးကပ်လာပါပြီမြဟိုဘရူနိုင်းကရှေ့ကိုတင်ပေးတယ်မြန်မာကကျွန်တော်တို့စောမြသွေးဖြတ်ထုတ်ထားတယ်ခင်ဗျဘေးရပေါ်ဘေးရပေါ်မြောက်ထားပြီမြဘရူနိုင်းဒါပေမဲ့မြန်မာတန်းဝေအယူမှာနောက်ကနေပြီးတော့ဝင်နာမှာကျမ်းပါတယ်ဆိုပြီးပြစ်ဒဏ်ပေါ်သတ်မှတ်ပေးထားတယ်ခင်ဗျစောမြသွေးရနေပြီးတော့ကိုသမားတင်မောင်သိန်းစီပေးထားတယ်ခင်ဗျတင်မောင်သိန်းကနေအခုမင်းစောဦးကိုပေးထားတယ်ခင်ဗျမင်းစောဦးရတယ်ခင်ဗျမင်းစောဦးကနေပြီးတော့နောက်တစ်ဆင့်ပေးရအခုမျိုးလိုက်ဝင်းစီဘောလုံးပြန်ရောက်တယ်မြဟိုမင်းစောဦးတန်းပြန်ပေးတယ်မြတန်းကနေအခုမျိုးလိုက်ဝင်းပါခင်ဗျမျိုးလိုက်ဝင်းကနေအခုစောမြသွေးအပေးမှာကျွန်တော်အစီရင်ခံနေခြင်းအတွင်းမှာပဲပထမပိုင်း45မိနစ်ပြီးဆုံးသွားပြီဖြစ်ပါတယ်ခင်ဗျာပထမပိုင်း45မိနစ်ပြီးချိန်မှာတော့ဖြစ်မြန်မာအသင်းက6ဂိုးဘရူနိုင်းအသင်းကတော့ဂိုးမရရှိသေးပါဘူးခင်ဗျာဟုတ်